Hello အားလုံးပဲမြင်ကြပါရှင်ဒီနေ့တော့ဒီမှာငါးများရအောင်လိုက်လာတယ်ငါးလာပြားနေတယ်ဘာရှိတဲ့အားလာဖေးရချန်တယ်နော်ဆက်တော့လဲလာတယ်ဒီကနာမိုးချုံလိုက်ဒီမှာတအားအေးတယ်နော်ကျမနေတဲ့နေရာတန်ထောင်းလို့ပါရှိမိုးချုံလိုက်ဒီမှာတအားအေးတော့ကျွတ်ပေါ့နော်ကျွတ်ကထားပါလေရှင်ဒါတော့အရန်လို့ပါမက်ငါးနှစ်ကောင်ရပါတယ်ဒါတော့တစ်ကောင်ငါမဲသွားပါလေလေကျွတ်ပါတော့ကျွတ်မနမ်းစားပါဘူးဟောအလွယ်ไหมอร่อยไหมพี่ยาอร่อยไหม